ဖိလစ်ပိုင်မှာစုံးတွေတကယ်ရှိတယ်လို့နာမည်ကြီးတဲ့ကျွန်းတစ်ကျွန်းရှိတယ်အဲ့ဒီကျွန်းကို Secret Hall လို့ခေါ်ပြီးတော့ကျွန်တော်ကိုယ်တိုင်သွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီကျွန်းမှာထူးဆန်းတာတွေတကယ်ရှိလားဆိုတာကိုတော့ဒီဗီဒီယိုလေးဆုံးတဲ့အထိကြည့်ပေးပါဦးနော်ဒီမှာမကြိုက်တာရကန်းကြီးတော့ဝင်ကြီးပေးနေတာခိတ်သားပြီးတော့ဝင်ကြီးတော့စားတော့စားတယ်စားတော့စားတယ်တခုတော့တခုပဲဝင်ကြီးလည်းပေးရသေးတယ်ဆိုင်ရဲ့အခါလည်းပေးရတယ်ပေးရပါဓာတ်ပုံရိုက်မဲ့နေရာလေးကိုလည်းအဲ့နောက်ဆန်ပေးရသေးတယ်ဓာတ်ပုံရိုက်မဲ့နေရာလေးကိုကျိုးတန်းပြီးတော့အဲ့နားမှာတာရီတဲကိုရိုက်ရှင်ပတ်စံထပ်ပေးရတယ်ဟုတ်ကဲ့အဲ့လေဝင်ကြီးပေးပြီးတော့ရင်တော့ရောပေါ်တည်ရမှာဝင်ကြီးထဲမှာရေဘူးလေးတောင်လည်းစောင့်မပေးဘူးပဲစဉ်းစားဟောကျွန်တော်တို့ရဲ့တိုးခိုက်ကပြောပြရတယ် Secret Beach ကိုလာမယ်ဆိုရင်ねဒါနဲ့4နာရီထက်နောက်ကျရင်မလာရဘူးတဲ့အဲ့လေမှောင်လို့ဟာလို့အရမ်းမှောင်လို့တဲ့တော်ကြီးမြင်မယ်မှာတော်ကြီးမြင်မယ်မှာလမ်းလျှောက်နေဟိုကလေခဏတော့အောင်စိတ်မမြင်ဘူးပေါ့ဟုတ်မွေဘယ်နားမှာအဲ့ငါတို့အဖတ်မှာပဲငါတုံသွားတာပါဆိုတော်ပြီအောင်တဲ့ကြောက်တယ်တည်ရမလားငါတက်မကြိတ်လိုက်နော်တက်မကြိတ်လိုက်နော်ပေးနေပြီလားကျွန်တော်လက်တစ်ဖက်ကဘာရှိမှာပတ်စံအိတ်ကိုလမ်းယူနေတာ I watch ပါမစစ်နေဆိုပြီးတော့အဲ့ဒါယူနေတဲ့အချိန်ကိုတွေ့သွားတာဒီလိုနဲ့ပဲကျွန်တော်တို့တွေ10မိနစ်လောက်လမ်းလျှောက်ခဲ့ကြပါတယ်လမ်းအဆုံးကိုရောက်တဲ့အခါမှာတော့အောက်ကကမ်းခြေစီကိုဆင်းတဲ့လှေကားတစ်တေကနေတဆင့်အောက်ကိုထပ်ပြီးတော့ဆင်းခဲ့ရပါသေးတယ်Secret Beach ဆိုတဲ့အတိုင်းပဲခက်ခဲကိုသွားနေရတယ်နော်ဒါပေမဲ့လေဒီလိုခက်ခဲတွေသွားပြီးရဲ့နောက်မှာအရင်လာတဲ့ကမ်းခြေလေးတစ်ခုစောင့်နေရဆိုတာတော့ဘယ်သူသိနိုင်မှာလဲဗျာဒီကမ်းခြေကကြောက်တဲ့အရန်ပေါ်တဲ့အတွက်ရေကူးလို့တော့မကောင်းပေမဲ့ရေကအရန်ကြည်ရဲ့အတွက်ဓာတ်ပုံရိုက်မယ်ဆိုရင်အရန်လှတယ်ပြီးတော့အချို့နေရာမှာဆိုရင်သူတို့တွေကဝါးဖောင်လေးလုပ်ပေးထားတယ်ကိုက drone shot တွေပါတယ်ရိုက်ချင်နေဆိုရင်သွားရိုက်လို့ရတယ်အရန်လည်းလှတယ်ပြီးတော့ကောင်းတာကလူအရန်သိမ့်မလာတဲ့အတွက်ကိုကအေးဆေးဆေးချေးနေဆိုရင်တော့ချေးလို့ကောင်းတဲ့ကမ်းခြေတွေတစ်ခုပဲဖြစ်ပါတယ်ကျွန်တော်ခဏနေရင်ဒီကျိုးလေးနဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာကောင်းတဲ့အချက်လေးကိုပြောပြမှာမလို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦးဗျာတိကျလာတော့မသိဘူးဗျာအမှန်တော့ဒီ Secret Hall ဆိုတဲ့ကျွန်းလေးကိုသူတို့ဖိလစ်ပိုင်လူတွေကစုံနေတဲ့ကျွန်းစုံကျွန်းလို့ခေါ်ကြရပါတော့ကျွန်တော်ဒီ Secret Hall ကိုသွားမယ်လို့ကျွန်တော်ရဲ့ဖိလစ်ပိုင်အတိကိုပြောတော့သူတို့တွေကကျွန်တော်မျက်စောင်းပြင်ပြီးကြည့်ရပါတော့ဒီစုံကျွန်းကိုဘာသွားလုပ်မှာရပေါ့အချိုးရဆိုလို့ရှိရင်အချိုးဖားတွေဆိုလို့ရှိရင်ကျွန်တော်တို့မသွားနေတော့ဒါကြရပါတော့ဒါပေမဲ့အစားတော့ကျွန်တော်ကဒါဟိုဒီ tourism marketing လို့ပဲထင်တာပေါ့နော်ဒါပေမဲ့နောက်မှတိလိုက်ရတာတကယ်ဒီကျွန်းကစုံအတက်နဲ့ပတ်သက်ပြီးတော့နာမည်အရင်ကြီးရပါတော့သူတို့ကစုံပညာနဲ့ရိုးရာစီကူးတဲ့ဟာတွေပြီးအပင်နေနဲ့လှုပ်ထားတဲ့ဒီစုံပစ္စည်းရပေါ့ witchcraft လို့ခေါ်တဲ့ဟာတွေပြီး manner တွေကြောင့်ဒီကျွန်းကအရင်နာမည်ကြီးရပါတော့ဒီဟိုအရင်ခေတ်တုန်းကဒီစပိန်နေအုပ်စိုးလုံးကဆိုလို့ရှိရင်ဒီ Secret Hall ကညဘက်တွေမှာဆိုရင်ပိုးဆုံးကျူးတွေအရင်တောက်နေအောင်တင်မောသားတွေကမြင်ပြီးတော့ဒီကျွန်းကတကယ်ပဲကျိန်စာရှိရလို့ထင်ခဲ့ကြတာတဲ့စဉ်းစားကြည့်ဗျာညာကြီးလှိန်းနဲ့လာတယ်ပြီးတော့တော်ရမ်းမှာမီးအယောင်ဖလက်တွေပြန်နေအောင်မြင်ရတယ်ဆိုတော့စဉ်းစားကြည့်ကြောက်တော့ကြောက်စရာကြီးဗျာကျွန်တော်ဆိုရင်တော့တစ်ခါလှည့်ပြန်ပါဒါပေမဲ့လည်းအခုထိဒီမှာရှိရဒေသခံတွေကဒီဆုံးပညာတွေကိုယုံကြည်နေရတော့မယ်အခုကျွန်တော်ရောက်နေတဲ့ဆိုင်ဆိုလို့ရှိရင်ဒီလိုမျိုးပစ္စည်းရပေါ့အစုံနဲ့ပတ်သက်တဲ့အလားပစ္စည်းရပေါ့အခုတော့ဒီလိုမျိုးလက်ဆောင်ပစ္စည်းဆိုင်တွေဖွင့်ကြပါဒါပေမဲ့အချို့နေရာတွေမှာဆိုရင်တကယ်ကိုစုံနဲ့ပတ်သက်ပြီးတော့ဈေးကူတာတို့ဒီသွားပြီးတော့ဘေးရင်မေးတာတို့ရတဲ့ချက်ကိုလှုပ်လို့ရတဲ့နေရာတွေတကယ်ရှိရဗျဒါပေမဲ့ဗျတကယ်သွားကြည့်တော့လဲ Secret Hall ကအလောက်ကြီးကြောက်စရာမကောင်းဘူးဗျပြီးတော့ပို့ပြီးရည်ရတာပို့ပြီးအောင်ငြင်းချမ်းဖြစ်သေးတယ်ကျွန်တော်ဘဝမှာဒီလောက်လာတဲ့ကျွန်းကိုမရောက်ဘူးဗျအရန်ကိုငြင်းချမ်းလုံးလို့ဟိုတန်တရားတော်ဝင်မိရဗျဟုတ်ရလားဒါ
တစ်ဖက်မှာစုံးဆက်လန်းနေနားထောင်နေရပြီးတော့နောက်တစ်ဖက်မှာကျတော့ကန်းကြီးပေးမှာအေးစစ်စစ်လေးအေးထိုင်တောက်နေရတဲ့ခံစားချက်မျိုးရဒီကျုံးကပြီးရ fight ကတစ်မျိုးတော့တစ်မျိုးပဲကျွန်တော်ကတော့ဒီဆိုင်လေးကနေဆွဲကြိုးလေးတစ်ကုံးဝယ်ပြီးပဲအိမ်ပြန်ခဲ့ကြပါတယ်ဒီစီဝီဟောဆိုတဲ့ကျုံးလေးကိုလူတွေဘလို့ပဲစုံကျုံးလို့ပြောကြပါစေအပြင်မှာတော့အရန်လှတဲ့ကျုံးလေးတစ်ကျုံးဆိုတာတော့အသေးအချာကျွန်တော်ပြောနိုင်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် Jeffrey on the way ပါ ဒါလေးကြိုက်ရဒါလေးကြိုက်တယ် ဘာဖက်ရှင်နေလဲ